မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဦးတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့ကလေးဝရာကြီးမုံရွာလမ်းပိုင်းတက်မတော်ကပြန်လည်ထိန်းချုပ်နိုင်ရန်ဆောင်ရွက်နေတဲ့သတင်းဖြစ်ပါတယ်မြန်မာအိန္ဒိယကုန်စည်စီစဉ်တဲ့ဒေသခံပြည်သူတွေတော်လာရေးအတွက်မဟာဗျူဟာမြောက်အလွန်ရေးပါတဲ့ကလေးဝရာကြီးမုံရွာလမ်းပိုင်းကိုတက်မတော်ကထိုးစင်တိုက်ခတ်ပြီးလမ်းပိုင်းရှိကျွာတွေကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းဇွန်လ24ရက်နေ့မှာသက်ဆိုင်ရာကထုတ်ပြန်ထားပါတယ်အကြမ်းဖက်တွေယာယီထိန်းချုပ်ထားတဲ့မြန်မာအိန္ဒိယချစ်ကြည်လမ်းပိုင်းတွေကတခုဖြစ်တဲ့ကလေးဝရာကြီးမုံရွာလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက်စစ်ကြောင်းများခွဲပြီးဇွန်လ2ရက်နေ့ကတည်းကနေမြေရှင်းလင်းရေးတွေဆက်လုပ်ခဲ့တာပါတက်မတော်ကစစ်ကြောင်းတွေခွဲပြီးနေမြေရှင်းလင်းဆောင်ရွက်ရမှာအကြမ်းဖက်တွေထိန်းချုပ်ထားတဲ့ရေလက်ကျွန်းရွာကိုဇွန်လ2ရက်နေ့မှာတက်မတော်ကသိမ်းပိုက်နိုင်ခဲ့ပြီးဇွန်လ3ရက်မှာတလုံးကြီးတက်စုရွာဇွန်လ6ရက်နေ့မှာချောင်းမရွာနဲ့အောင်မင်္ဂလာရွာတို့ကိုတက်မတော်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်ဇွန်လ9ရက်နေ့မှာတေရပင်လမ်းစုံဇွန်လ10ရက်နေ့မှာတေရပင်ရွာဇွန်လ9ရက်နေ့မှာဝင်းကုန်းရွာဇွန်လ17ရက်နေ့မှာညောင်ပင်လေရွာဇွန်လ13ရက်နေ့မှာရွာကြီးရွာဇွန်လ15ရက်နေ့မှာကွမ်းပင်ရီဇွန်လ17ရက်နေ့မှာလာပို့ရွာဇွန်လ21ရက်နေ့မှာစလင်းချောင်းရွာဇွန်လ22ရက်နေ့မှာထုံးကြီးရွာတို့ကိုတက်မတော်ကပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဇွန်လ23ရက်နေ့မှာတော့ကြော်ကြီးရွာကိုရောက်ရှိသွားပြီးအဓိကလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကထိုးကြီးရွာကိုလုံခြုံရေးဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကြောင်းတွေဟာလာပို့ရွာနဲ့ကြော်ရွာဇက်ကလမ်းတစ်လျှောက်မှာအကြမ်းဖက်ပီရီယာတွေထောင်ထားတဲ့မိုင်းတွေကိုလည်းဒေသခံအန်နီရဲ့ကင်ကင်နဲ့တော်လာနိုင်အောင်ဖျက်ရှင်းလင်းရေးတွေလုပ်ပေးခဲ့ကြပါတယ်။ကလေးဝရာကြီးမုံရွာဆက်သွယ်ထားတဲ့လမ်းကြောင်းကြီးအများဆုံးပြည်လည်ဖွင့်လှစ်နိုင်ရန်အတွက်တက်မတော်စစ်ကြောင်းတွေကနေမြေရှင်းလင်းဆောင်ရွက်နေရမှာအကြမ်းဖက်အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအကြမ်းဖက်အများပြားသိဆုံးသလိုထိခိုက်ဒဏ်ရာရရှိသူလည်းများပြားပြီး၎င်းတို့အုံမျိုးတဲ့လက်နက်ခဲယမ်းတွေကိုလည်းတက်မတော်ကသိမ်းဆည်းရရှိခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းပေါ်မှာအကြမ်းဖက်ဗီဒီယိုတွေကတော်လာနေတဲ့ကုန်တွေကားတွေခီးသွွားကားတွေစီကနေစကြေးကောက်တာပြန်ပေးဆွဲတာဖမ်းဆီးတပ်ဖြတ်တာနဲ့ကားတွေကိုမိရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ကြတာပါ။ပြီးတော့နိုင်ငံပိုင်တစ်တွေကိုတရားမဝင်ခိုးထုတ်တာကန့်သက်ကုန်စည်တွေကိုကိုကျိုးအတွက်မှောင်ခိုတက်တာတွေလုပ်ပြီးလမ်းကိုကြာမြင့်စွာပိတ်ဆို့ထားခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီအပြင်ဒေသခံပြည်သူတွေကိုလည်းတပ်ဖြတ်တာတွေလုပ်ခဲ့တာကြောင့်ပြည်သူတွေလည်းလုံခြုံမှုမရှိဘဲစိုးရိမ်ကြောက်လန့်ပြီးနေခဲ့ကြရတာပါ။အခုတော့အိန္ဒိယမြန်မာကုန်စည်စီစဉ်မှုနဲ့ဒေသတွင်တည်ယူပို့ဆောင်ရေးအတွက်အရန်အရေးပါတယ်။ဒီကလေးဝရာကြီးမုံရွာလမ်းကြောင်းကြီးပြန်ပွင့်လာဖို့ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးလုံခြုံရေးတွေအရှိန်အဟုန်မြင့်ဆောင်ရွက်နေပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကလည်းမြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကအရေးပါတဲ့ကလေးတမူလမ်းပေါ်ကခံပန်မြို့ကိုတက်မတော်စစ်ကြောင်းတွေကအကြမ်းဖက်တွေစီကနေပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီခန့်ပတ်မျိုးကိုအကြမ်းဖက်အဖွဲ့တွေက2023ခုနှစ်နိုဝင်ဘာလမှာထိန်းချုပ်ထားတာဖြစ်ပြီးလက်ရှိအချိန်မှာတမတော်ကပြည်내သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။သမ္မတကြီးဦးမိန့်အောင်လှိုင်ကလည်းပြီးခဲ့တဲ့အိန္ဒိယ900တရားဝင်ခီးစဉ်အတွင်းမှာနိုင်ငံနယ်စပ်ဂိတ်တွေအများဆုံးပြည်내ဖွင့်လှစ်နိုင်ရေးနဲ့ကလေးတမူလမ်းကြောင်းပြည်내ဖွင့်လှစ်နိုင်ရေးတို့ကိုကတိပြုပြောကြားခဲ့ပါတယ်။ရှိအချိန်မှာတော့ကလေးခိုင်မတ်တမူလမ်းကြောင်းအများဆုံးပြည်내ဖွင့်လှစ်နိုင်ရအတွက်တမတော်ကစစ်ကြောင်းများဖြင့်အရှိန်အဟုန်မြင့်ထိုးစစ်နေပါတယ်။မကြမီရက်ပိုင်းအတွင်းမှာမြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက်အလွန်အရေးပါတယ်။ကလေးတမူလမ်းကြောင်းကြီးပြည်내ဖွင့်လှစ်နိုင်မှာဖြစ်ကြောင်းအစိုးရကထုတ်ပြန်ထားတာရှိပါတယ်။ကျမတို့ဒီမိုကရေစီနောက်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပိတ်ကြီးတင်ဆက်ပေးသွားမှာပါ။ဒီမိုကရေစီနောက်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram, YouTube နဲ့ Facebook တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်။အားလုံးပဲဆယ်ရေးကျင်နာခြင်းကိုယ်ရေးကျမခြင်းနဲ့ပြည့်စုံကြပါစေရှင်။